အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျက်ဝေပြီးတော့မှာကဘာမလဲဆိုတော့ Honda Company ဘယ်သူတည်ထောင်တာလဲဆိုတော့ Honda ကား Company ဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ကျွန်တော်ဒီနေ့အနိုင်ငယ်မျက်ဝေပြီးတော့မှာဖြစ်ပါတယ်ဂျပန်နိုင်ငံကတကဘာလုံးကိုမော်တော်ကားတွေ Honda မော်တော်ဆိုင်ကယ်တွေတင်ပို့ရောင်းချနေတဲ့ Honda Company ဆိုတာကြားဖို့မှာဖြစ်ပါတယ်Honda Company ကိုစတင်တည်ထောင်ခဲ့တဲ့သူကတော့ဂျပန်လူမျိုး Honda ဖြစ်ပါတယ်။သူ့နာမည်အပြည့်စုံကတော့ Soichiro Honda ဖြစ်ပါတယ်။ Honda ကိုအနောက်နိုင်ငံမှာထုတ်ဝေတဲ့သတင်းစာတွေမဂ္ဂဇင်းတွေမှာအခက်အခဲဘလောက်ပဲကြုံဘယ်တော့မှလက်မြော့အရှုံးမပေးတဲ့လို့ဒါဆိုပြီးတော့ခြေကျိုးရေးသားခဲ့ကြတာဖြစ်ပါတယ်။အနောက်နိုင်ငံသားတွေကဘာဖြစ်လို့အာရှသားဂျပန်လူမျိုးတယောက်ကိုဒီလောက်ထိချီးမွမ်းနေရတာလဲဆိုတာသိချင်တဲ့ဆိုရင်ဗီဒီယိုအဆုံးထိကိုနားထောင်ပြပါ1938ခုနှစ်အသက်20နှစ်တာရှိသေးတဲ့လူငယ်လေး Honda ဟာဆိုလို့ရှိရင်မော်တော်ကား engine တွေမှာတုံးတဲ့ piston ring လေးတွေကိုသူ့ရဲ့ကားပြင်တဲ့လောက်ရုံမှာစတင်ထုတ်လုပ်တယ်တကယ်လို့အောင်မြင်တဲ့ဆိုရင် Toyota Company ကားထုတ်တဲ့ company ချုပ်ကိုရောင်းချမယ်ဆိုပြီးတော့စိတ်ကူးထားတာဖြစ်ပါတယ်အလုံးယုံထဲမှာတယောက်တည်းနေရောညရောတကုတ်ကုန်းနဲ့စူးစမ်းလုပ်ကိုင်းနေတယ်ပိုက်ဆံမလောက်လို့သူ့မိမရဲ့လက်ဝက်လက်စားတွေတော့ရောင်းချလိုက်ရတဲ့အခြေအနေအထိရောက်သွားတာဖြစ်ပါတယ်နောက်ဆုံးမှာတော့အောင်မြင်စွာထုတ်လုပ်လိုက်တဲ့သူ့ရဲ့ piston ring တွေကို Toyota Company မှာတွားပြလိုက်တယ်သူ့ piston ကွင်းတွေခါစမ်းတရင်တချို့တူးပဲ့ကုန်လို့ Toyota ကအရေးချင်းမမီဘူးဆိုပြီးတော့ပယ်ချလိုက်ရတယ် Honda တယောက်စေပတော့မယ်ထင်တယ်လား no သူစေပမတော့ဘူး Honda ကသူ့ပစ္စည်းဟာအရေးချင်းမမီတာတတူဂျိုစနစ်ကိုကောင်းကောင်းမသိလို့ဆိုပြီးတော့သူဟာ engineer ကျောင်းတော်တက်တယ်ကျောင်းက engineer ဆရာတွေကလည်းသူ့ piston ကွန်းတွေကိုကြည့်ပြီးဝယ်ဟာကြတယ်သူရှက်ပြီးလက်လျှော့လိုက်မယ်ထင်တယ်လား no လက်မလျှော့လိုက်ဘူးကျောင်းတက်နေတဲ့နှစ်အတွင်းမှာသူဟာ piston ကွန်းတွေကိုအရေးချင်းမိအောင်ဆက်လက်လုပ်နေတယ်နောက်ဆုံးမှအောင်မြင်တော့လို့ Toyota Company ကလည်းသူ့ပစ္စည်းတွေကိုတင်သွင်းဖို့ကစားချုပ်လိုက်တယ်အခု Honda ဆိုလို့ရှိရင်ပစ္စည်းတွေအများကြီးထော်ရတော့မှမလို့စေယုံတစ်ခုစောက်ဖို့လိုနေပြီဒါပေမဲ့အခက်အခဲတစ်ခုစတွေ့ရပြီအဲ့ဒီအခက်အခဲကဘာလဲဆိုတော့အဲ့ဒီချိန်မှာဒုတိယကမ္ဘာကြီးဖိခါနေမို့လို့ဂျပန်စစ်တပ်ကထုတ်သမျှဘီလက်မီတွေကိုအကုန်တင်းယူထားတယ်ဘီလက်မီကိုဘယ်နေရာမှဝယ်လို့မရတော့ဘူးဆိုတော့ဘယ်လိုလုပ်မလဲသူဟာသူဆူလို့ရတဲ့ကုန်ချမ်းတွေနဲ့ဘီလက်မီတွေကိုထုတ်လုပ်နေတစ်ခုတည်ထွန်လိုက်တယ်သူကိုယ်တိုင်ထုတ်လုပ်တဲ့ဘီလက်မီနဲ့စေယုံတစ်ခုကွန်ကရစ်လောင်ပြီးတည်ဆောက်လိုက်တယ်စေယုံဆောက်တာပြီးသွားလို့piston ကိုယ်နဲ့စတင်ထုတ်လုပ်ဖို့ပြင်ဆင်နေတဲ့ချိန်မှာကျွန်တော်တို့ပြောတဲ့ဒုတိယကမ္ဘာစစ်ကစတင်လာပြီစတင်လာတဲ့အချိန်မှာ American စစ်လေယာဉ်တွေဘုံကျဲချတာနှစ်ကြိမ်တိုင်ခံလိုက်ရတယ်စေယုံကလည်းအတော်လေးပျက်စီးသွားတယ်ပူဆိုးတာက piston ကွန်းလုပ်ဖို့တန်ထဲပစ္စည်းလုံးဝအရှံမရဘူးဖြစ်နေတယ်ဂျပန်စစ်တပ်ကလည်းစင်လက်နဲ့ပစ္စည်းထုတ်လုပ်ဖို့အတွက်စီဒမြတ်တန်တဲ့တတူတွေကိုအကုန်တင်ထားလိုက်ပြီသူစိတ်ဓာတ်ကျသွားပြီထင်တယ်လား no သူ့ရဲ့အစီအစဉ်ကိုရက်လိုက်ဘူးစိတ်ဓာတ်မကျဘူးဘယ်တော့မှမရက်ဘူးအဲ့တော့နောက်ဆုံးမှာတတူဝယ်လို့မရတဲ့ Honda ကဘာလုပ်လိုက်တယ်ဆိုတော့ American စစ်လေယာဉ်ပြန်တွေပေါ်ကနေသူတို့ပိချလိုက်တဲ့လေယာဉ်ဓာတ်ဆီပုံးတွေအလွတ်တွေကိုကောက်ယူစုထားတဲ့သူတွေစီကနေသူလိုက်ဝယ်တယ်အဲ့ဒီပုံးခွန်တွေကိုအရေးကြိုးပြီးတော့ piston ကွန်းတွေအဖြစ်စတင်ထုတ်လုပ်တယ်တိတ်မကြခင်မှာပဲဂျပန်မှာမင်္ဂလင်လုပ်တယ်အဲ့တော့မင်္ဂလင်လို့တော့သူ့စိတ်ရောကမြေပြင်ကိုပြဝပြီးပြူကျတော့ပြန်တယ် Honda တယောက်ငါကူတူကန်ကလည်းစိုးလိုက်တာဆိုပြီးတော့ထိုင်ကြီးပြီးတော့စိတ်ဓာတ်ကျသွားပြီးတော့ထင်သလား no သူလုံးဝစိတ်ဓာတ်မကျဘူး1945ခုနှစ်မှာဒုတိယကမ္ဘာစစ်ကြီးကပြီးဆုံးသွားပြီအဲ့ဒီချိန်မှာဓာတ်ဆီကလည်းအရန်ရှားနေတဲ့အတွက်ကြောင့်ဂျပန်လူမျိုးတွေကကုန်းချောင်းလမ်းလျှောက်ရင်လျှောက်မလျှောက်ဘူးဆိုရင်စပိန်နေပြီးတနေရာကနေတနေရာကိုတွားနေကြတယ်အဲ့ဒါကို Honda ကဓာတ်ဆီအစားတက်တာတဲ့ engine အသေးလေးတစ်လုံးကိုတော့တည်ထွင်ပြီးတော့သူ့စပိန်မှာတက်လိုက်ပြီးတော့လမ်းမပေါ်ထွက်သွားတယ်အဲ့တော့အဲ့ဒီချိန်မှာအိမ်နီးချင်းတွေကတွေးတော့ပြီးတော့သဘောချပြီးတော့ဟာဆိုပြီးတော့သူ့ engine အသေးတထားတဲ့စပင်းကိုရောင်းချဖို့သူ့ကိုပြောလာကြတယ်
သူလည်းအဲ့ဒီစပင်းနောက်ပိုင်းမှာစိုက်ကယ်ဖြစ်လာတာပေါ့နော်အဲ့ဒါတွေကိုသူကရောင်းပြေးတယ်တဖြည်းဖြည်းနဲ့သူ့စိုက်ကယ်ကလည်းလိုတိများလာပြီးတော့အော်ဒါတွေများလာတယ်အဲ့လိုမျိုးအော်ဒါများလာတဲ့အချိန်မှာ Honda တယောက်အခက်ခဲတွေ့ပြန်ပြီဘာအခက်ခဲလဲဆိုတော့ engine လို့ဖို့တန်တဲ့တတူရှားပါလာတာဖြစ်ပါတယ်ငိုကြီးကလည်းမလုံလောက်တာကြောင့်လဲစိုက်ကယ်အတစ်တွေကိုထပ်ပြီးတော့မထုံးနိုင်တော့ဘူးပစ္စည်းအော်ဒါမှာသူတွေကိုပစ္စည်းမထုံးနိုင်တော့ကြောင်တောင်းပန်ရတဲ့အထီတောင်ဖြစ်သွားတယ်ဝယ်သူတွေကလည်းဝဲလဲနေတယ်ပစ္စည်းကလည်းထုတ်လို့မရဘူးမထုံးနိုင်ဘူးဖြစ်တယ်အဲ့ဒီအချိန်မှာ Honda ကဘာလို့လိုက်တယ်လဲဆိုတော့စပင်းဆိုင်ပေါင်း18000ကဆိုင်ရှင်တွေကိုသူစာပို့လိုက်တယ်စာထဲမှာပါရေးထားလဲဆိုတော့ဒုတိယကမ္ဘာစစ်ကြီးဆုံးသွားတဲ့ဂျပန်နိုင်ငံရဲ့စီးပွားရေးကျဆုံးမှုကိုပြန်ကောင်းလာဖို့အတွက်သူစူးစမ်းနေတာကြောင့်ဂျပန်နိုင်ငံစီးပွားရေးကောင်းလာဖို့စိတ်ထက်သန်ရင်သူ့လုပ်ငန်းထဲမှာအစုငွေထည့်ဝင်ဖို့ရေးထားတာဖြစ်ပါတယ်အဲ့ဒီထဲမှာဆိုင်ပေါင်း18000ထဲကနေဆိုင်ပေါင်း9000ကတော့သူ့စီစာပြန်လာတယ်သူ့ကိုကုန်ရင်မယ်ပေါ့နော်အစုငွေလည်းထည့်မယ်ပေါ့ရထားတဲ့စုငွေနဲ့အသေးဆိုင်အင်ဂျင်တက်စိုက်ကယ်လေးတွေထုတ်တယ်အဲ့ဒီချက်မှာရောင်းရလွန်းလို့ကျွန်တော်လည်းမိလိုက်သေးတယ်ပေါ့နော် Super Cup ဆိုတဲ့စိုက်ကယ်ဖြစ်လာတယ်နာမည်ကျော်လာတယ်အဲ့ဒီ Super Cup ကိုအမေရိကန်နဲ့ယူရိုပနိုင်ငံတွေကကိုတောင်အမြောက်အများတင်ပို့နိုင်ရတာဖြစ်ပါတယ်1980ပြည့်နှစ်မှာတော့တကဘာလုံးမှာရင်နံရှားပါမှုကြုံရတယ် Honda ကတော့ထုံးစံတိုင်းကွက်မြင့်တဲ့အတွက်ကြောင့်သူ့ရဲ့ Honda company ကနေစီစားတက်တာတဲ့ကားသေးလေးတွေထုတ်တယ်ပြီးတော့အနောက်နိုင်ငံတွေကိုတင်ပို့တယ်အနောက်နိုင်ငံတွေကလည်းစီစားတက်တာပြီးဒီဇိုင်းလှလှလေးတွေနဲ့ထုတ်လုပ်ထားတဲ့ Honda ကားလေးတွေကိုကြိုက်လွန်းလို့အလိုအယက်မှာယူဝေယူကြတယ်ဒီနေ့ Honda Motor က company ကြီးဟာဆိုလို့ရှိရင်ဂျပန်နိုင်ငံတာမကအမေရိကန်နိုင်ငံနဲ့ယူရိုပနိုင်ငံတွေကမှာကားထုတ်စေယုံပေါင်းများစွာထူထောင်ထားပြီးတော့အဲ့ဒီစေယုံမှာအလို့တမတန်းနဲ့ချီပြီးတော့ရှိနေတာဖြစ်ပါတယ်။ဒီမိတ်ဆွေတို့အနေနဲ့လုပ်ငန်းတစ်ခုလုပ်တာမအောင်မြင်လို့လက်မြော့အရှုံးပေးချင်လာပြီဆိုရင်ဘယ်တော့မှလက်မြော့အရှုံးမပေးတတ်တဲ့ဂျပန်ကြီးဆိုချီကို Honda ကိုတတိယမြင်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်။ Honda ရဲ့မသားစရာစကားတစ်ခွန်းကတော့ပါလဲဆိုတော့အောင်မြင်မှုမှာတဲ့ရှုံးနေမှု99%ပါတယ်တဲ့ဆိုချီကို Honda ကြီးဟာအသက်85နှစ်အရွယ်1991ခုနှစ်ဩဂုတ်လ9ရက်နေ့မှာအနေစကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အကျိုးတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ် See you the next video stand still bye bye